ဒီညနေနေကြီးရဲ့ food blogger review အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီဆိုင်လေးမှာအရန်ကောင်းတဲ့အစားအသောက်တွေကိုညီးစမ်းရအောင်ဒီညမိမိစော်မှာအမိုက်စားအစားအသောက်တွေစားမယ်နော်ပြီးတော့တကယ်ချင်းတို့ဒီနေရာလေးကတကယ့်ကိုပျော်စရာကောင်းပြီးလူစီတယ်ဗျတဲ့အသားငါးလေးတွေချွေးကြအောင်အသားကင်တွေအရန်ကောင်းတယ်ရှင်းတယ်လက်ဆက်ပြီးအရသာရှိတယ်ညတိုင်းလူပြည့်နေတတ်တယ် မယ်လေးပူလိုက်တာအရန်ကောင်းပဲ ဒီတစ်ဖက်ကတော့မနောစီမော်ကတိုပါအရန်ကောင်းတယ်အသားအရန်နူးညံ့နေတာအရသာတော့တကယ်ကိုတောင်းဝင်ယူနိုင်တာပဲဗျဒီမှာလည်းရှင်းရမ်းတက်တာပဲဒါကိုစားရဝမ်းသာပါတယ်တကယ် promise ပူနေတဲ့ကနန်းတွေကိုမှုတ်ပြီးစားတာတကယ်ကောင်းတယ်ဗျဒီမှာခမောက်တို့ကကြက်တုံနာတို့ပစုံနေရရှိသေးရလာစားကြပါဗျာ spicy and crispy wow this is hot perfect spice အခုပဲမာယူပြီးညီးစမ်းကြည့်လိုက်ပါ